စားလို့အရန်ကောင်းပြီးအချိန်ကုန်လေးသက်သာတဲ့ငါးတောက်ဆန်လေးရှက်စားဖြစ်လို့တင်ပေးလိုက်ပါတယ်ဒီရှစ်နေ့ကငါမကြိုက်တဲ့သူတွေတော့ကြိုက်သွားစီမှာပါကကတဲ့ငါ့ကိုချက်ပါမယ်ဒါကจิตတုံဖြူနေငရုတ်သီးရေစပလင်ရေပါအရင်ဆုံးငရုတ်သီးကိုစနွေးမှုလေးထည့်ပြီးထောင်းထားလိုက်ပါမယ်ငါ့ကိုညှိနှံ့လေးပြအောင်ငါးသားလေးတွေလေးတင်းတင်းလေးဖြစ်အောင်တံဖျားသီးနဲ့စားထည့်ပြီးတော့ဆေးထားတာပါစနွေးမှုရေစားရေထည့်ပါတယ်ချုံမှုထည့်ပါတယ်ငပိထည့်ပါမယ်ငပြာရည်ထည့်ပါမယ်စီအနည်းငယ်ထည့်ပါတယ်ရတာလေးဝင်သွားအောင်နေထားလိုက်ပါမယ်ပြီးတော့จิตတုံအဖြူအနည်းလှီးထားတာလေးထည့်လိုက်ပါမယ်ခုနကထောင်းထားတဲ့ငရုတ်သီးကိုရေဖြိုပြီးတခါလေးထည့်လိုက်ပါမယ်တေထားတဲ့အိုးကဆူလာပြီးဆိုတော့မကြီးရေလေးထည့်ပါတယ်မကြီးရေကိုခုနအိုးပြင်ကလေးကတခါလေးထည့်လို့ရပါတယ်ဆိုကဖြိုပြီးတော့မရှိလို့မထည့်လိုက်ရတာပါစပလင်ထည့်ပါမယ်တံဖျားသီးထည့်ပါတယ်ခုနကမကြီးရေကိုတံဖျားသီးထည့်မှမို့လို့ရှို့ထည့်ထားပါတယ်ကိုကြိုက်တဲ့အရသာရပြီဆိုရင်ချက်နန်နန်လေးအုပ်လိုက်ပါမယ်ဒါဆိုရင်အရှိရတာအရန်လွယ်ပြီးတော့အရန်ဆောက်လို့ကောင်းတဲ့ငါးတောက်ဆန်းလေးရပါပြီငါးတောက်ဆန်းလေးစားဖို့အရွေးပြုတ်ပါမယ်ဒီအရွေးတွေကအိမ်ထဲမှာကုန်သွားရင်ဈေးကဝေစားပါလေအမြဲတမ်းလိုလိုစားဖြစ်တဲ့အရွေးပါအရင်ကြီးကြိုက်လို့တော့မဟုတ်ပါဘူးရှင်ကျမရဲ့အတွေ့စားတာပါအရွေးပြုတ်တွေပါတော့ထမင်းချိုးစားလို့ရတာပေါ့ရှင်အပန်းမကြည့်ရင်ဖိုလိုလေးလုပ်ပေးခဲ့ကြပါအောင်လို့တောင်းဆိုပေးရစီရှင်သူ့ရဲ့ဗီဒီယိုကိုကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အလုံးလေးကျမပြုရှင်ကြပါစေအလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်